CNA သတင်းဌာနကိုနာတော်ရစနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစောပါလို့နှုတ်ခွန်းဆက်လိုက်ရပါတယ်။ဒီနေ့ညမှာတက်ကြွ1386ခုနှစ်တကူလဆန်း3ရက်နေ့2025ခုနှစ်ဧပြီလ1ရက်နေ့ CNA ရဲ့တနေ့တာအွန်လိုင်းရေထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့ထုတ်လွှင့်တဲ့ဆက်သွားမယ့်သတင်းတွေကတော့မောင်တော်မှာအာရုခတ်တော်ကညမထွက်ရအမိန့်ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်း။မြောက်ဦးလေကြောင်းတိုက်ခိုက်ခံရလို့ပြည်သူတို့တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်း၄နှစ်အတွင်းအာဏာသိမ်းစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့ရခိုင်မှာအရသား100ကျော်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းမန္တလေးမှာအသက်ရှင်သူ403ဦးကယ်ထုတ်ပြီးတေဆုံးသူ200ကျော်ရဲ့ရုပ်လောင်းတွေကိုလည်းထုတ်ယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေအပြင်နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုကြားမှာလည်းဖြစ်ပါတယ်ပထမဆုံးကြားမှာကတော့မောင်တော်မှာအာရုခတ်တော်ကညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ဆိုတဲ့သတင်းကိုကြားမှာပါအာရုခတ်တော်ထိန်းချုပ်နေမည်ဖြစ်တဲ့မောင်တော်မှာညမထွက်ရအမိန့်ကိုအာရုခတ်တော်ကမတ်လ31ရက်နေ့ညနေမှာထုတ်ပြန်လိုက်တယ်လို့ဒေသခံသတင်းအရင်းမြစ်တွေက CNA ကိုပြောပါတယ်အာရုခတ်တော်ကအခုလိုမနက်6နာရီကနေညနေ6နာရီနောက်ပိုင်းညမထွက်ရအမိန့်ထုတ်ပြန်ရတာဟာဒေသခံပြည်သူတွေအနေနဲ့အကြမ်းဖက်တောင်းကျမ်းသူအဖွဲ့တွေဖြစ်တဲ့ ARSA, ASO, ARA အဖွဲ့တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့်အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့ပြောဆိုထားကြောင်းမောင်တော်ဒေသခံတို့က CNA ကိုပြောပါတယ်ပြီးခဲ့တဲ့မတ်လ29ရက်နေ့မှာအကြမ်းဖက်တောင်းကျမ်းသူတွေဖြစ်တဲ့ ARSA အဖွဲ့ကတောင်ပြိုကျိန်ချောင်းကားလမ်းမိတိုက်ကျေးရွာအနီးကိုဆိုင်ကယ်နဲ့ကင်းလှည့်လာတဲ့အာရုခတ်တော်ရဲ့တပ်ဖွဲ့ဝင်တို့ကိုခြုံငုံတိုက်ခိုက်ခဲ့တဲ့အတွက်အကြမ်းဖက် ARSA အဖွဲ့တွေရဲ့လက်ချက်နဲ့အာရုခတ်တော်ရဲ့ရဲဘော်တို့တေဆုံးခဲ့တဲ့ရုပ်သံဖိုင်ကို ARSA အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်အဲ့နောက်မှာတော့အာရုခတ်တော်အနေနဲ့လည်းဒေသအတွင်းမှာနေထိုင်နေကြတဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုစိုးရိမ်လာတဲ့အတွက်အခုလိုညမထွက်ရအမိန့်ကိုနှုတ်နဲ့ပထမဆုံးအချိန်ထုတ်ပြန်ကဒေသခံပြည်သူတွေကိုအသိပေးထားတာဖြစ်တယ်လို့အာရုခတ်တော်နဲ့နီးစပ်သူတို့ကပြောပါတယ်ဒီလိုအကြမ်းဖက်လုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့ ARSA အဖွဲ့ရဲ့ခေါင်းဆောင်တို့ဖြစ်တဲ့အာတာဘူလာကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းကပဲဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းပြီးနောက်ပိုင်းမှာလက်ရှိကြန့်ရှိနေသေးတဲ့တပ်ဖွဲ့ဝင်တွေကအာရုခတ်တော်နဲ့အရသာပြည်သူတွေကိုတိုက်ခိုက်လာနေရလဲဖြစ်ပါတယ်အခုလိုအာရုခတ်တော်ကညမထွက်ရအမိန့်ထုတ်ပြန်လာတဲ့အပေါ်မှာအာရုခတ်တော်အနေနဲ့လိုအပ်ချက်အရထုတ်ပြန်တာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့မှတ်ချက်ပြုပြောစရာစကားမရှိဘူးလို့လည်းဆိုပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့အတွက် CNA အနေနဲ့အာရုခတ်တော်ပြောခွင့်ရဦးခိုင်သူခကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်အာရုခတ်တော်ဟာမောင်တော်ကိုစစ်ကောင်စီလက်ထက်ကနေအပြည့်အသိမ်းပိုက်ပြီးနောက်ပိုင်းမှာစစ်ကောင်စီရဲ့လက်ကင်ထုတ်တွေဖြစ်တဲ့အကြမ်းဖက်တောင်းကျမ်းသူအဖွဲ့တွေဖြစ်တဲ့ ARSA, ASO, ARA အဖွဲ့တွေဟာရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တော်ဒေသမှာအရသာပြည်သူနဲ့အာရုခတ်တော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုခြုံခိုတိုက်ခိုက်တာမချခဏဆိုသလိုလှုံ့ဆော်တာတွေရှိနေခဲ့ပြီးအာရုခတ်တော်နဲ့လည်းနှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေရှိနေကြတာဖြစ်တယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်ဆက်လက်ပြီးနားဆင်ရမှာကတော့မြောက်ဦးလေကြောင်းတိုက်ခိုက်ခံရလို့ပြည်သူတို့တေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားမှာပါပြီးခဲ့တဲ့မတ်လ31ရက်နေ့ညနေ8နာရီကျော်လောက်မှာစစ်ကောင်စီကမြောက်ဦးကိုလေကြောင်းပုံးတိုက်ခိုက်ခဲ့တာကြောင့်အဲသားတို့တေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ပုံးတွေဟာမြောက်ဦးမြို့နယ်အတွင်းကနေရာ4နေရာထပ်မံကိုကြောက်ရောက်ပေါ်ခဲ့တာဖြစ်ပြီးတော့အလဲဈေးရက်ကွက်အတွင်းကဦးအောင်ကျော်စံစုသူမှာစစ်ကောင်စီတိုက်ခိုက်ခဲ့တဲ့ပုံးကြောက်ရောက်ပေါ်ခဲ့ပြီးတော့နေရာမှာပဲတေဆုံးခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ငလျင်ထံကြောင့်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပူဆိုးတော့ကရောက်နေချိန်မှာစစ်ကောင်စီဟာရခိုင်ကမြို့နယ်တွေကိုလေကြောင်းပုံကြီးတိုက်ခိုက်တာနေဗီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့ပုံကြီးတိုက်ခိုက်တာစတာတွေကိုစတိုက်လှုပ်ဆောင်လာနေရလဲဖြစ်ပါတယ်မနေ့ကမတ်လ31ရက်နေ့မနက်ပိုင်းကလည်းကြောက်ဖြူမြို့နယ်ဇင်ချောင်းကုံပွေရွာကိုစစ်ကောင်စီနေဗီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ရဟန်းတစ်ပါးအပါအဝင်ဒေသတအုပ်တည်ဆုံးခဲ့ရပြီးနောက်ထပ်ဆရာတော်ကြီးတစ်ပါးနဲ့ကိုရင်တစ်ပါးအပါအဝင်ဒေသခံပြည်သူ9ဦးဟာအပြင်းထန်ဒဏ်ရာရှိခဲ့ရတာလည်းရှိခဲ့ပါတယ်ဒါအပြင်မတ်လ30ရက်နေ့ညနေကလည်းကြောက်ဖြူမြို့နယ်အတွင်းကကုလဘာကျေးရွာကိုလေကြောင်းကနေဆင်ဒရုန်းနဲ့ပုံကြီးတိုက်ခိုက်ခဲ့တာကိုလှုပ်ဆောင်ခဲ့တဲ့အတွက်နေနှလုံးပျက်စီးသွားခဲ့တာလည်းရှိခဲ့ရပါတယ်ခင်ဗျာဆက်ပြီးကြားမှာကတော့၄နှစ်အတွင်းအာဏာသိမ်းစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့ရခိုင်မှာအရသား100ကျော်တိစုံခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားမှာပါမြန်မာနိုင်ငံတော်မှာစစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်းအရသားပြည်သူတွေထိုင်တဲ့နေရာတွေကိုပြစ်မှတ်ထားကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်၄နှစ်အတွင်းရခိုင်မှာလက်နက်ကြီးကြောင့်အရသားပြည်သူ182ဦးတိစုံခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ကသတင်းထုတ်ပြန်လာပါတယ်အခုလက်ရှိကောက်ယူထားတဲ့စင်းဟာ AAPP အနေနဲ့2021ခုနှစ်အာဏာသိမ်းပြီးနောက်ကနေ2025ခုနှစ်မတ်လ31ရက်နေ့အထိကောက်ယူရရှိထားတဲ့စာရင်းတွေဖြစ်ပြီးတော့တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင်အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တေဆုံးခဲ့ရသူဦးရေဟာ1133ဦးရှိခဲ့တယ်လို့ဆိုပါတယ်။တေဆုံးခဲ့ရတဲ့နေရာဒေသတွေကတော့
စကိုင်းမှာ282ဦးရခိုင်မှာ182ဦးပဲခူးမှာ132ဦးမကွေးမှာ116ဦးရှမ်းမှာ93ဦးမော်မှာ63ဦးမန္တလေးမှာ63ဦးကချင်မှာ59ဦးတနင်္သာရီမှာ49ဦးကရင်မှာ49ဦးကယားမှာ29ဦးချင်းမှာ21ဦးရန်ကုန်မှာ2ဦးနဲ့အေရဝတီမှာ2ဦးစုစုပေါင်း1133ဦးရှိပြီးတော့စကိုင်းဟာတိတ်ဆုံးမှုအများဆုံးဖြစ်တဲ့နေရာတစ်ခုဖြစ်တယ်လို့ရခိုင်ကတော့တေဆုံးမှုဒုတိယအများဆုံးနေရာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတေဆုံးသူ1133ထဲမှာအမျိုးသမီး922ဦးအမျိုးသား612ဦးပါဝင်ပြီးတော့ဒီအမျိုးသမီးနဲ့အမျိုးသားတွေထဲမှာအသက်18နှစ်အောက်တေဆုံးခဲ့ရတဲ့ကလေးငယ်219ဦးထိပါဝင်နေတယ်လို့ဆိုပါတယ်။လက်ရှိဒီတေဆုံးခဲ့ရတဲ့ရသားပြည်သူ1133ဦးကိုနိုင်ငံရေးကျင်းသားများကွန်ရက်ဆောက်ရှောက်ရေးအသင်း AAPP အနေနဲ့နာမည်နဲ့တကွစရင်းကုန်နိုင်ခဲ့တာဖြစ်ပြီးတော့နောက်ထပ်အတည်ပြုဖို့လိုအပ်နေသေးတဲ့တေဆုံးသူဦးရေဟာ903ဦးထိရှိနေသေးတယ်လို့လည်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံအတွင်းမှာစစ်ကောင်စီရဲ့မတရားအာဏာသိမ်းမှုကိုပြည်သူတွေအနေနဲ့လက်မခံခဲ့တဲ့အတွက်အာဏာသိမ်းစစ်တပ်ကိုမြန်မာနိုင်ငံအနှံ့ကပြည်သူတွေဟာစန့်ကျင်တော်လှန်မှုတွေအရှိန်အဟုန်နဲ့လှုပ်ဆောင်လာပြီးနောက်ပိုင်းမှာစစ်ကောင်စီတပ်တွေဟာသူတို့ကိုစန့်ကျင်တော်လှန်တဲ့သူတွေကိုအင်အားသုံးဖြိုခွင်းတာအကြမ်းဖက်နေတာတွေကိုတိုးမြင့်လှုပ်ဆောင်ခဲ့ပါတယ်။အဲဒီလိုလှုပ်ဆောင်တဲ့နေရာမှာစစ်ကောင်စီအနေနဲ့လက်နက်ကင်တော်လှန်ရေးပြထန်တဲ့နေရာဒေသတွေမှာစစ်ရေးပြင်းပမဟုတ်တဲ့အရာသားတွေနဲ့ရက်ကွက်ကြေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေကိုစတိုက်ကျူးလွန်ခဲ့တာရှိခဲ့ပြီးတော့အရာသားထိခိုက်ဒေဆုံးတာနဲ့နေအဆောက်အဦတွေပျက်စီးတာတွေဟာလည်းနေ့စဉ်ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အခုလိုစစ်ကောင်စီကလှုပ်ဆောင်တာဟာပြည်ပဆိုင်ရာလူ့အခွင့်အရေးဥပဒေအရစစ်ပွဲအခြေအနေတွေမှာပဲအရာသားပြည်သူတွေရဲ့အခြေခံလူ့အခွင့်အရေးတွေကိုကာကွယ်ပေးရမယ်ဆိုတာကိုစန့်ကျင်ကအရသာပြည်သူတွေကိုမကာကွယ်တဲ့အပြင်ပြစ်မှတ်ထားတိုက်ခိုက်တာတွေကိုလှုံ့ဆော်နေကြတာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံကလက်မှတ်ရေးထားတဲ့ဂျနီဗာကွန်ဗင်းရှင်းအပါအဝင်အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေအရလည်းစစ်ပွဲမှာမပါဝင်တဲ့သူတွေကိုကာကွယ်ဆောက်ရှောက်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာစစ်ဘက်အရက်ဘက်ခွဲခြားတာမရှိဘဲတိုက်ခိုက်မှုပြုလုပ်တာအရက်သားပိုင်ပစ္စည်းတွေကိုပြစ်မှတ်ထားဖျက်ဆီးတာအင်အားအလွန်ကျွံသုံးပြီးတော့အကြမ်းဖက်မှုတွေကိုကျူးလွန်တာတွေကြောင့်ရဲသားပြည်သူတွေဟာမိမိနေရက်ကိုစွန့်ခွာတိမ်းရှောင်ခဲ့ရပြီးတော့အသက်အန္တရာယ်မလုံခြုံမှုတွေနဲ့နောက်ဆက်တွဲဆင်းရဲဒုက္ခအခက်အခဲတွေကိုရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့လည်းနိုင်ငံရေးကျင်းပမဲ့ကွန်ရက်ဆောက်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးကြမှာကတော့မန္တလေးမှာအသက်ရှင်သူ403ကိုကဲထုတ်ပြီးတေဆုံးသူ200ကျော်ရဲ့ရုပ်လောင်းတွေကိုလည်းထုတ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာပါမန္တလေးငလျင်လုခတ်မှုဖြစ်စဉ်အတွင်းမှာပိတ်မိနေတဲ့လူဦးရေ403ဦးကိုအသက်ရှင်လျက်ထုတ်နိုင်ခဲ့တယ်လို့တေဆုံးသူ259ရဲ့ရုပ်လောင်းတွေကိုလည်းထုတ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကထုတ်ပြန်လာပါတယ်ငလျင်လုခတ်ခဲ့တဲ့နေ့ကစတင်ပြီးမတ်လ31ရက်နေ့အထိမန္တလေးတိုင်းအတွင်းမှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဝင်တွေနဲ့တရုတ်ရုရှားအိန္ဒိယတို့ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရမှာအသက်ရှင်သူ403ဦးနဲ့တေဆုံးသူ259ရဲ့ရုပ်လောင်းတွေကိုအဆောက်အဦထိခိုက်ပျက်စီးမှုတွေကြားကနေထုတ်နိုင်ခဲ့တာလို့ဆိုပါတယ်။မတ်လ31ရက်နေ့တရက်ထဲမှာပဲမန္တလေးတိုင်းအတွင်းမှာအသက်ရှင်သူ9ဦးကိုကထုတ်နိုင်ခဲ့ပြီးတေဆုံးသူ16ဦးမ17ဦးစုစုပေါင်း29ဦးရဲ့ရုပ်လောင်းတွေကိုလည်းထုတ်နိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။မတ်လ28ရက်နေ့ကလုခတ်ခဲ့တဲ့ပြင်အား9.9 Washita Scale ရှိတဲ့မြင်းကလင်းလုခတ်မှုဖြစ်စဉ်ဟာမန္တလေးတိုင်းမှာတိကျမှုအများဆုံးဖြစ်ခဲ့တဲ့နေရာတွေတစ်ခုဖြစ်ပါတယ်။စစ်ကောင်စီရဲ့မတ်လ31ရက်နေ့ထုတ်ပြန်ချက်အရနိုင်ငံတော်မှာငလျင်ကြောင့်တေဆုံးသူ2056ဦးဒဏ်ရာရသူ3900ကျော်နဲ့ပျောက်ဆုံးနေသူ290ကျော်အထိရှိလာနေတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးကြားမှာကတော့ငလျင်ကြောင့်အိုးဖို့အချင်းထောက်မှာ12ဦးတေဆုံးထားတယ်လို့ PPNM ဆိုတဲ့သတင်းကိုကြားမှာပါငလျင်ကြောင့်မန္တလေးတိုင်းအိုးဖို့အချင်းထောက်မှာလူ12ဦးတေဆုံးထားတာကိုကနဦးသိရှိထားရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်လာပါတယ်မတ်လ28ရက်နေ့ကလုခတ်ခဲ့တဲ့ပြင်အား9.9 Western Scale ရှိတဲ့မြင်းငယ်လုခတ်မှုဖြစ်စဉ်မှာအိုးဖို့အချင်းထောက်တွင်ကအဆောက်အဦတချို့ပါပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါတယ်အိုးဖို့အချင်းထောက်တွင်ကအမျိုးသမီးအဆောင်1နဲ့အဆောင်2ပြိုကျမှုဖြစ်စဉ်မှာဆိုရင်အမျိုးသမီးအနည်းဆုံး2ဦးသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရခဲ့သူ10ဦးခန့်ရှိခဲ့တယ်လို့ဆိုပါတယ်လက်ရှိအချိန်ထိ PPNM ရဲ့နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရဆိုရင်အိုးဖို့အချင်းထောင်မှာငလျင်ကြောင့်တေဆုံးသူ12ဦးရှိတယ်လို့ခဏဦးသိထားရပြီးအဲထဲက4ဦးရဲ့တေဆုံးမှုကိုတော့အတည်ပြုထားနိုင်ပြီဖြစ်တယ်လို့ဆိုပါတယ်အတည်ပြုထားတဲ့တေဆုံးသူ4ဦးဟာကြား2ဦးမ2ဦးနဲ့ကြားမတေချာအတည်ပြုလိုအပ်နေသူ2ဦးဖြစ်ပြီးသူတို့ဟာအကျဉ်းသားဓမ္မမဟုတ်ဝန်ထမ်းလားဆိုတာကိုတော့တေချာခွဲယူကောက်နိုင်ခြင်းမရှိသေးဘူးလို့ဖော်ပြထားပါတယ်ကြံတေဆုံးသူ10ဦးရဲ့အချက်လက်တွေကိုတော့ထပ်မံအတည်ပြုနေဆဲဖြစ်တယ်လို့လည်းဆိုထားပါတယ်။စစ်ကောင်စီရဲ့မတ်လ31ရက်နေ့ထုတ်ပြန်ချက်အရဆိုရင်နိုင်ငံတော်မှာငလျင်ကြောင့်တေဆုံးသူ2056ဦးဒ
ဒဏ်ရာရသူ3900ကျော်နဲ့ပျောက်ဆုံးနေသူ290ကျော်အထိရှိလာနေတယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီစီးရင်ဟာအကျဉ်းထောင်အတွင်းကတေဆုံးထိခိုက်ဒဏ်ရာရသူတွေရဲ့အချက်လက်တွေကိုထည့်ပေါင်းထားခြင်းရှိမရှိဆိုတာကိုတော့မေးခွန်းထုတ်ရန်လိုအပ်လျက်ရှိတယ်လို့လည်း PPNM ကဆိုပါတယ်ခင်ဗျာအခုနောက်ဆုံးကြားမှာကတော့မြေငလျင်တန်တဲ့နေရာတွေမှာသတင်းတောက်တွေလွတ်လပ်စွာသတင်းရယူခွင့်ပြုဖို့ IBCM တောက်ဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုကြားမှာပါမြန်မာမြေငလျင်လောက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းတောက်တွေကိုလွတ်လပ်စွာသတင်းရယူခွင့်ပြုပေးဖို့လိုအပ်တယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IBCM ကဒီကနေ့မှသတင်းထုတ်ပြန်တောက်ဆိုလိုက်ပါတယ်စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းရဲ့နိုင်ငံတကာသတင်းတောက်တွေကိုပြည်ရင်းကိုပေးမဝင်လို့ကြောင်းပြဆိုချက်အပေါ် IBCM ကထုတ်ပြန်ပြဆိုလာတာလည်းဖြစ်ပါတယ်ဒီပြောဆိုချက်ကို IBCM အနေနဲ့ရှုတ်ချကန့်ကွက်ပြီးအများပြည်သူနဲ့နိုင်ငံတကာပြည်သူတွေကူညီပံ့ပိုးနိုင်တဲ့အဖွဲ့အစည်းတွေမြန်မာမြေငလျင်အခြေအနေကိုသိရှိဖို့အတွက်သတင်းရယူတင်ဆက်ဖော်ပြခွင့်ရရှိဖို့တိုက်တွန်းလိုတယ်လို့ဆိုပါတယ်မြန်မာမြေငလျင်အခြေအနေကိုအရေးပေါ်ကယ်ဆယ်ရေးကာလကနေပြန်လည်ထူထောင်ရေးကာလအထိရင်ဆိုင်ဖြေရှင်းရမှာပြည်ရင်းပြည်ပကူညီကယ်ဆယ်ရေးဝန်ထမ်းတွေတာမကသတင်းမီဒီယာသမားတွေမြေပြင်ကွင်းဆင်းပြီးလုံခြုံလွတ်လပ်စွာသတင်းရယူပိုင်ခွင့်ပေးဖို့ဟာလည်းအရေးကြီးတယ်လို့ဆိုထားပါတယ်အဲ့ဒီလိုမှသာမှန်ကန်တဲ့သတင်းအချက်အလက်တွေကိုငလျင်တန်းခံပြည်သူတွေနဲ့ကုညီကယ်ဆယ်သူတွေကသိရှိဖို့လိုအပ်တယ်လို့အကူအညီလိုအပ်သူတွေထံရောက်မှရောက်ပွင့်လင်းမြင်သာပြီးတာဝန်ခံမှုရှိမရှိဆိုတာကိုသတင်းမီဒီယာတွေကကုညီပံ့ပိုးပေးနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်နိုင်ငံအတွင်းငလျင်တန်းတက်ရောက်မှုတွေကိုသတင်းရယူနိုင်ရဲ့အတွက်နိုင်ငံတကာသတင်းတောက်တွေကိုလည်းစစ်ကောင်စီကဗီဇာအလွယ်တကူထုတ်ပေးဖို့ကိုလည်း IBCM ကတောင်းဆိုထားပါတယ်။ဒါအပြင်ယခုလိုကပ်ဘေးကာလမျိုးမှာစစ်ကောင်စီကပိတ်ဆို့ထားတဲ့အင်တာနက်ကန့်သတ်ပိတ်ဆို့ခြင်းကိုပြန်လည်ဖွင့်ပေးဖို့နဲ့နိုင်ငံတကာကူညီတွေကအမေရိကန်ရဲ့ Starlink ဆက်သွယ်ရေးစနစ်တွေကိုအများပြည်သူအကျိုးစီးပွားကိုမျှော်ကိုပြီးစစ်ကောင်စီအနေနဲ့အလင်းအမြန်လက်ခံအသုံးပြုဖို့ကိုလည်းတိုက်တွန်းထားပါတယ်ခင်ဗျာကျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာဝပြုအပ်ပါတယ်နောက်နေ့မှာလည်း CNA ကတင်ဆက်ပေးတဲ့တင်ပြသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာချူနိုင်တယ်လို့ YouTube Telegram H နဲ့ TikTok တွေမှာလည်းနေ့စဉ်ဆောင်ရွက်ချနိုင်မှာကြောင်းသတင်းကောင်းပါပါတယ်ခင်ဗျာ